နာတာလားဒါလည်းမသိခါကြိုက်တာလားဖိုင်းနာလားမသိဒါမှ9မိနစ်ကိုတစ်ချိန်9မိနစ်ကိုတစ်ချိန်စပြီးတော့နာပြီဆိုရင်တော့ကလေးမွေးရှင်လို့ပြောရပဲမောက်သားတွေချွတ်ရမှာဟုတ်တယ်ခြေထောက်ကဟာကြီးချွတ်ပြီးတော့ငကတ်တွေလည်းချွတ်ရမှာစေးရုံသွားတော့မယ်မခံနိုင်ဘူးအင်းကြီးဘီဘီလေးအင်းကြီးအလောက်အများကြီးမလို့မအင်းကြီးထော်အင်းကြီးရမ်းများတယ်ဘိုးကငါးတော့လေကားငါးတော့ဘိုးလာမောင်းဖုန်းနဲ့ငါလေးဟမ်ဘယ်ပေါ့အရှိလေးပဲထဲအဘောင်းမီတိုဟာလေအကုန်ထုတ်လိုက်ကြားရတာအဘောင်းမီတိုတွေမလားတပေါင်းမီတိုတာရှိဘောင်းမီတိုတွေထုတ်လိုက်ဆေးရတော့ဟာဒီလိုဒီလိုဖြစ်နေဆောင်တီးလေအကန်နာလိုက်ပြောင်းလိုက်ဖြစ်နေခိုင်းနာခါကြိုက်တာမောင်ရဲ့အောက်ရစီးစအောက်လေတော့နော်တစ်ချက်အလိုဖြစ်တာဒီတော့တော့ပေါင်းနေကံလာမလားလေ3နာရီနဲ့48မိနစ်ရှိသွားတယ်ကားဆောင်ရကားမလို့လေချူရီရဲ့ပပခံစားချက်တွေဘယ်လိုဖြစ်နေလဲရှင်းပေါင်းတဲ့တင်းဖြစ်ကျက်ဘယ်လိုခံစားနေရခိုင်မြာမွေခါခိုင်နေပြီနားလဲအောင်ရ fighting เลี้ยวซ้ายเข้าสาย ဆေးရုံပေါ်ကနေကားလာပြီဆိုတော့อีก100ဘာဖြစ်စေအောင်ပိုက် fighting စိတ်ဆက်နေပဲဆေးရုံက